မင်္ဂလာပါရှင်ဆရာမတော့အင်္ဂါဝိဇာနေဓာတ်ရိုက်တက်ဆင်ဆရာမထက်ရည်အောင်ပဲဖြစ်ပါတယ်ဆရာမယခုဝင်းမြပေးမယ့်ဗီဒီယိုဖိုင်လေးကတော့လက္ခဏာမျိုးစားလေးတစ်ခုရဲ့အားနည်းချက်လေးကိုသိရှိနိုင်ရတဲ့ဝင်းမြပေးခြင်းပါတယ်မိမိတို့လက်ဝါးပြင်မှာဒီလိုပုံစံမျိုးလေးတွေပါနေတယ်ဆိုရင်သတိထားဆင်ခြင်နိုင်အောင်ပါနော်စေတနာနဲ့တင်ပြပေးခြင်းဖြစ်ပါတယ်ဆရာမတင်နေကြဗီဒီယိုဖိုင်လေးတွေကိုစဉ်ဆက်မပြတ်ကြည့်ရှုနိုင်ရအတွက်လိုက်ရဖုန်းလေးလုံရင်းနဲ့ကြည့်ရှုအားပေးသွားကြပါဦးရှင်ဒီလိုလက္ခဏာပုံစံလေးပေါ့နော်ဒါကအသက်လမ်းကြောင်းလေးပါဒါကညင်လန်းချောင်းလေးပါညင်လန်းချောင်းနဲ့အသက်လန်းချောင်းလေးကတိတ်ကွာဟာမှုမရှိတဲ့လက္ခဏာတွေဆိုရင်ပေါ့နော်ဒီလိုလက္ခဏာပိုင်ရှင်တွေကသူတို့ကစိတ်တက်ကြလွယ်တယ်အတွေးလွန်တယ်ဆုံးဖြတ်ချက်ကိုပိုင်နိုင်မချနိုင်ကြဘူးပေါ့နော်ဒါအားနဲ့ချက်ပါသူတို့ကအကြောက်လွန်မယ်အတွေးလွန်မယ်စိတ်တက်ကြလွယ်မယ်အားငယ်လွယ်မယ်စိုးတာကပြင်းမယ်ပေါ့နော်ပြင်းတတ်တယ်ပေါ့အဲ့တော့ကျတော့သတိလေးပေးချင်တာကအရာရာကိုအလျှော့မပေးပါနဲ့လက်တလန်းအလိုမှာအောင်မြင်မှုရှိပြီဆိုမှကိုယ်စိတ်တက်နဲ့ကိုယ့်အကိုခွန်အားပြန်ပေးပြီးတော့ရအောင်ကြော်ဖြတ်ပါဘလောက်အခက်ခဲရှိအတိုက်ခံပဲရှိပါသူတို့ကနှုတ်စကားအရာမှာသူတို့တခုတယောက်ကပြောရင်ဆိုရင်အတွေးတွေကနေတော်တော်နဲ့ထုတ်မရကြဘူးပေါ့နော်အလုံးလုံးရမှာလဲအရင်စဉ်းစားလွန်နေအတွေးလွန်နေပေါ့နော်မဖြစ်သေးတာကိုကြိုတွေးပြီးတော့အကြောက်လွန်အတွေးလွန်ပြီးတော့အောင်မြင်မှုကိုရနိုင်ပါရဲ့နဲ့လက်လွတ်လိုက်ရတဲ့သူတွေဆုံးရှုံးလိုက်ရတဲ့သူတွေဖြစ်ဖို့များတယ်ပေါ့နော်အဲ့တော့သတိပေးချင်တာကဒီလိုလက္ခဏာပိုင်ရှင်လေးတွေကသတိထားရမှာကအောင်မြင်မှုကိုကြော်ဖြတ်နိုင်အောင်ကြော်ဖြတ်ပါသွားပါရအောင်ထိကိုဖြစ်ချင်တာကိုရအောင်ဒီတလန်းမှာစိတ်တက်မကြပါနဲ့မပြင်းပါနဲ့เนาะနောက်တစ်ခုရှိတာကအတွေးမလွန်ပါနဲ့ဆုံးဖြတ်ချက်ကိုပိုင်နေချပါလို့ဆရာမကသတိပေးချင်တာပါဆရာမယခုဝေမျှပေးတဲ့ဗီဒီယိုဖိုင်လေးတွေကခုနှစ်သားသမီးအပေါင်းအားလုံးတို့အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ဆရာမရဲ့ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ရှုအားပေးသွားကြတော့ဆရာမရဲ့မိတ်ဆွေပရိသတ်များစိတ်ချမ်းသာကိုချမ်းသာကြပါစေအသက်လေးရှိအနာလဲကင်းရယောဂဘယဝေးကွာပြီးတော့စီဝါတိုးတဲ့အောင်မြင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့နှုတ်ဆက်ပါရစေရှင်ကျေးဇူးအများကြီးတင်ပါတယ်